ကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့သူ့ဘာရာဇာတာစိန်နှစ်တင်းချိုင်းမြေကမိုးသိမ်းညဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုတင်ဆက်ပေးကြမှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာမိုးတွေတဲတဲမဲမဲရွာသွန်းလို့နေပါတယ်ဝါဆိုလောက်ွယ်နေညမလို့လဲအမှောင်ကလည်းပိမ့်ပိတ်လျက်ရှိနေတာပေါ့ဝါဆိုမိုးကလည်းအညိုတကြီးနဲ့ရွာသွန်းနေမိုးသက်မုတ်ပဲနဲ့လေရောမိုးပါပြိုကြတယ်အလားမိုးတန်လေတန်တွေကလည်းလွှမ်းခြုံသွားစီမယ်မိုးကြိုးပြစ်တန်လည်းဒိန်ကနေဒိန်ကနေလက်ရရောင်ကလည်းဖြက်ခနဲ့ဝင်းနေတက်ရင်ကိုပင်စီကနေတပြေးပြေးတောက်မြည်ပြီးတော့လဲဝုန်းကနေအတန်နေမိုးကြိုးထိမှန်ပြီးတော့လဲတစ်ကိုင်းကြီးကြိုးကြလာခြင်းပေါ့မိုးကြိုးကလည်းအဆက်မပြတ်ပြေးလုံနေတယ်အချင်းရလဲညတကောင်မို့လို့တလောကလုံးမှာအိမ်မောကြနေကြတာပေါ့အိမ်မပျော်သေးတဲ့သူကတော့ရှိပါတယ်သူကတော့သူ့ဘရာဇာကြီးတာစိန်မဲခုံတင်းချိုင်းကတက်တန်းရင်ညောင်ပင်ညောင်မုတ်စိတ်နဲ့ကိုပင်ကြီးတွေကလည်းအကာလညအခါမှာတော့အေးရမမကောင်းဆိုးဝါးကြီးတွေငုတ်တုတ်ထိုင်နေသည့်လားလက်ရရောင်နေဝင်းကနေအပြက်မှာအသေးချမ်းစရာအနိဋ္ဌမြင်ကွင်းနေရလဲတင့်ပင်ရိတ်တွေကြားရနေဖြာဆင်းလာတဲ့လျှက်စီးရောင်ကြောင့်လဲရေညစ်ထက်တက်နေတဲ့အုတ်ဂူကြီးတွေဝါချင်းချင်းအုတ်ဂူတွေဖြူလွှားလွှားသာရှိသေးတဲ့အုတ်ဂူတွေကလည်းအစီအစဉ်မကျအကြီးအသေးအနှိမ့်မြင့်မညီပါဘူးအုတ်ဂူတွေကြားလူရိုးကောင်းနေခြေသလုံးရိုးလက်မောင်းရိုးလက်စစ်ရိုးတွေကလည်းဟိုတစ်ခုဒီတစ်ခုနဲ့ပေါ့ဂျိန်းကနေအတန်ကြီးနဲ့မရှိမနှောင်တစ်ပင်ပြိုလဲတဲ့အတန်လည်းညအခါမှာထိတ်လန့်စရာအတိပဲလျှက်ရောင်ကြောင့်လည်းအုတ်ဂူတွေကြားမြေပုံတွေဝါကတ်တွေမှတ်တိုင်အကျိုးပဲ့တွေရိုင်တိရိုင်နေနဲ့မှတ်တိုင်ငုတ်တွေဖြာစုပ်တွေကလည်းကြက်တီလွန်စွာမှကင်းမဲ့လှပါတယ်ဇရက်ဘောကနေမှန်မီးအိမ်နီးချင်းချင်းလေးကိုလည်းလေမတိုးအောင်ဖြာဆုံးနဲ့ကစေးတံကိုမီးရဲကနေဖွာပြီးတော့လေအရာရာကိုဂယူးမဆိုင်သလိုထိုင်နေသူကတော့သူ့ဘရာဇာတာစိန်သူနေတဲ့ဇရက်ကတော့အုတ်ကျွတ်မိုးအကာကတော့လေးဘက်ပွင့်မှာအမိုးအုတ်ကျွတ်တွေကလည်းတက်တန်းရာချီနေပြီမလို့လည်းမလုံတော့ဘူးတန်မန်တလင်းအခင်းတစ်ဝက်တစ်ဖက်မှာတော့ပြင်ခင်းအဆင့်နဲ့ပေါ့ဒါကတော့တန်ငါစဉ်ထင်ပါတယ်အသူဘလာချတဲ့အခါမှာလဲတန်ငါတော်များတရားနာတဲ့နေရသူ့ဘရသာသားစရန်လဲပြင်းကလေးနှစ်တလက်မကိုလေခက်ကြဲကြဲခင်းထားတဲ့တန်ငါစဉ်ရဲ့တောင်းကမသာခေါင်းလောင်းကနေယူထားတဲ့တင်မျိုးဖြာတစ်ချက်ကိုခင်းထားပြီးတော့လေဝဘိုးချံခေါင်းတစ်လုံးရဲ့လွယ်အိတ်စုပ်ကြီးတစ်လုံးရဲ့ပြီးတော့လဲညစ်ထင်းနေတဲ့မြေအိုးနှလုံးရဲ့ပေါက်နေတဲ့တန်ပကံများတစ်ချက်အစိမ့်ပုတ်ရောင်မိုက်ခွက်ဆုပ်တစ်လုံးနဲ့လဲမှန်မီးအိမ်လေးကတော့သူ့ရဲ့ကြွယ်ဝမှုအကုန်ပေါ့လေတိုးတိုင်းလဲတပြုံးပြုံးမြည်နေတဲ့ခလန်းလန်းသွတ်မိုးစရက်ကတန်ကျင်ပြီးတော့လဲပြုတ်နေတဲ့သွတ်ပြားမြည်တန်နေတစ်ကိုင်းတစ်ခတ်တရဲ့တကောဘောတရှဲရှဲတဝီးဝီးမြည်တန်နေမကြာခဏထွက်ပေါ်လာတဲ့မိုးချင်းတန်တို့ကလည်းနရီစည်းဝါးတန်ပမာရှိနေတာပေါ့ထိုတူရိယာအငိမ့်ဒီလုံးများကြားထဲမှာတော့တယောတန်လို့နှဲ့တန်လို့ခွေးလေနေရဲ့ဥတန်ကလည်းတန်မန်လူတွေဖို့ကတော့အသေးငယ်စရာဆိုပေမဲ့သူ့အတွက်ကတော့တာယာချုံမြင်လျက်ရှိလာပါတယ်အလိုဖယားသူ့ဘာရသာတာစိန်ပါဇက်ကနေဖယားတလိုက်တယ်သူ့ရဲ့နားစီကိုလည်းတိုးတက်လက်တဲ့တခါတိုးဝင်လာတာတော့မွေးကင်းစကလေးငိုတန်ပေါ့တင်းញိုင်းတကနေလာတာတခါမှတေးရဲ၆တာမကြုံဘူးနားကြလဲတာလည်းမဟုတ်ပါဘူးသူ့ဘာရသာကြီးတာစင်ကလည်းတယောက်ထဲနဲ့ညီးတွားနေပြီးတော့ထိုင်နေရနေအသာထတန်ရဲကွယ်မှာထွန်းထားတဲ့မီးအိမ်ကိုယူတွန့်လိန်နေတဲ့သွတ်မိုးအုပ်ဆောင်လေးတွေကိုထည့်လိုက်ပါဇက်ကစေးတံအိုးကိုလည်းညာလက်ကကိုင်မီးကိုတလူထအောင်3-4ပါလောက်ရှာလိုက်ပြီးတော့လေစေးတံကိုနှခမ်းတော့မှကိုက်ခဲဇရက်ပေါ်ကနေဆင်းခဲ့တာပေါ့ခလေးငိုတန်းလည်းမိုးတန်းလေတန်းနဲ့အပြိုင်ကြားနေရသေးပဲနားကြလွဲတာတော့မဟုတ်ဘူးသူ့ဘာရသာဤသားစိန်ကလေးငိုတန်းကြားရအောင်နားဆွင့်လိုက်တယ်တင်းချိုင်းဝကိုပင်အောက်ကကြားသူ့ဘာရသာဤသားစိန်ကလည်းမီးအုပ်ကိုမြှောက်ပြီးတော့ခတ်သွက်ရှောက်ခဲ့တာပေါ့အသေးချပါပဲကိုပင်အောက်မှာထန်းကောက်ဖာလေးနဲ့ထည့်ထားတဲ့မွေးကင်းစကလေးငယ်လေးထန်းကောက်ဖာပေါ်ကဖဲထီမဲမဲကြီးကလည်းအုပ်လျက်ပဲလေတရေချောက်ချင်းမဟုတ်တကယ်ကိုခလေးလေးပဲသူကလည်းအသာငုံကြည့်လိုက်တယ်လေအလိုမိုးရီတွေစိုးနေပြီပဲသူကလည်းပဝင်းချင်းကိုဝေးကြည့်ဖဲထီကိုတစ်ဖက်ကကိုင်ခလေးထည့်ထားတဲ့ထန်းကောက်ဖာလေးကိုမယူလိုက်ခလေးငယ်လေးကတော့နှက်ခမ်းတွေကလည်းပြာလို့နေရှာတာပေါ့
သူ့စီရက်ကိုလည်းခြေလန်းသက်နဲ့ပြန်လာထီးကိုဘေးမှာချထန်းကောက်ဖာလေးတွေကကလေးလေးကိုလည်းမချီတက်ချီတက်နဲ့ပွေ့ချီပြီးထွေးဖက်ထားလိုက်တယ်သူ့ဘာရသာသားစိန်လက်ထဲရောက်တော့ကလေးကလည်းအငိုတိတ်သွားတာပေါ့သူ့ရဲ့ပစိုးဟောင်းတစ်ထည်နဲ့လည်းအနီးကိုလဲလိုက်ပြီးတော့လေဘလို့ယောက်ျားလေးပါလားမင်းကန်ဆိုးလိုက်တာခလေးလေးရေအခုတော့လေကန်ကောင်းတာပေါ့ငါနဲ့တွေ့တာဒါပေမဲ့မင်းကန်မကောင်းဘူးခလေးလေးငါအိမ်မဲ့ရာမဲ့သူ့ဘာရစားလေးကွာတထဲထဲသာရှိတဲ့ညစ်ပင်နေတဲ့စောင်းနဲ့လည်းထပ်ထွေးထားလိုက်ပြီးတော့ခလေးရဲ့မျက်နှာကိုအနီးကကြည့်ဖြူဖြူဖွေးဖွေးနားရန်ပေါ်ပေါ်နှက်ခမ်းနေရလဲမထုမပါနေရွယ်ကလေးနှစ်ဖက်ကလည်းဝိုင်းပြီးတော့ထောင်နေတာပေါ့ချစ်စရာကောင်းတဲ့ကလေးလေးတယောက်ပါပဲဒီအချိန်ကလေးလေးကလည်းဧကနေအတန်ကလေးနဲ့လည်းမျက်နှာလေးကမဲ့လာတယ်ဖေကလေးကနို့စာရောပေါ့သူ့ဘာရသာဤတာစင်ကလည်းအကြံရခတ်သွားတာပေါ့ဘေးဘီဝဲရဝဲကြည့်တော့ညနေကစားပြီးကြံတဲ့ထမင်းတော်မြေအိုးထဲမှာကြံနေသည်သူကလည်းကလေးကိုအိပ်ရပေါ်အသာချမြေအိုးထဲကထမင်းတစ်စုပ်ကိုယူရေတစ်ခွက်ခတ်ပြီးတော့အထက်ထက်ပလုတ်ကျင်းလိုက်တယ်ပြီးတော့လေထမင်းကိုပါဇာတဲထဲဝါပြီးတော့အတန်ကြာတော့မှထမင်းဝါဘက်ကိုလည်းလက်ညှိုးနဲ့ယူခလေးလေးရဲ့ပါဇာထဲကိုလည်းထည့်ပေးရှာတာပေါ့မစားတဲ့ရှာတဲ့ကလေးကလည်းထမင်းဝါဘက်ကရေတွေကိုလည်းအငမ်းမရစားရှာပါတယ်စားပါလူလေးရေဘဘကြီးကိုမယုံမနဲ့ကွာဘဘကြီးဒီလိုမလုပ်ရင်မင်းရမ်းစားနေမှာပေါ့ကွာခလေးငယ်လေးကလည်းကစီနှစ်အနှဲငယ်ဝမ်းနဲ့ဝင်သွားတော့လေဘိုက်ထဲကနေကွီကနေအတန်လေးမြည်လာတာပေါ့အတော်လေးစားလောင်နေတဲ့ထဲမှာလေသူကလည်းခလေးကိုအိပ်ရပေါ်အသာချရှိသမျှပစိုးစုပ်အင်းကြီးစုပ်တွေနဲ့အုပ်ပေးထားလိုက်တယ်ခလေးလေးကလည်းဗိုက်ပြေသွားလို့ထင်ပါတယ်နှစ်နှစ်ချိုက်ချိုက်ပြန်ပြီးတော့အိပ်ပျော်သွားတာပေါ့ကန်ဆိုးလိုက်တဲ့ခလေးမင်းမိဘတွေအခုလိုဘာကြောင့်များလာပြစ်သွားကြတာလဲကွယ်သူ့ဘာရသာသားစိန်တကိုရီအယူလိုရေရွတ်နေမိတာပေါ့ခလေးလေးကတော့ဘာမှမသိရှာဘူးအပြင်မှာလည်းမိုးကလည်းတဲတဲမဲမဲရွာနေသေးပဲသူ့ဘာရသာသားစိန်စောင်းလေးကိုလည်းခလေးပပတ်လေးမှာထွေးပေးထားပေမဲ့သူ့ရဲ့အချမ်းကိုတော့လည်းအကျန်းရည်ပူပူတောက်ရင်းနဲ့စီးတံဖွာရင်ကာကွယ်နေရတာပေါ့မိမဲဖမဲကန်ခေသူခလေးလေးကိုတွေးကြည့်ရင်းနဲ့သူတောက်တစ်ချက်ကိုလည်းခောက်လိုက်မိတယ်သူ့ရဲ့တောက်ခောက်တန်းလည်းမိုးတန်လေးတန်နေရမျက်စိတမိတ်လောက်လွှမ်းမိုးသွားခဲ့တာပေါ့သူ့ဘဝရဲ့အတိတ်တွေကအရေးတွေကိုလည်းဖြတ်ခနဲ့အတွေးအာရုံထဲမှာပေါ်လာခဲ့တာစိန်သူ့အသက်ထိုးစဉ်ကတော့18နှစ်သားသားပေါ့အညာဒေသပုံတောင်ပုံညာရွာကလေးတရွာမှာလူဖြစ်ခဲ့ရတဲ့ကောင်အင်္ဂလိပ်ကထက်မြန်မာပြည်ကိုသိမ်းပြီးကစားမို့လို့ကျေးဇွန်နယ်ပြားတွေတောကြောင်လက်ခမောင်းခတ်ထနေတဲ့ချိန်ရာလုံးတစ်ခုကိုသာအားထားနေကြရတာပေါ့ဒီကြားထဲမှာမနစ်ကမိုးတုံးကရာသီကလည်းကုံသွားတယ်မိုးကမြေဆိုးအောင်တော့ရွာမသွားဘူးဒီနေ့လဲမိုးဦးကြမှာမိုးကောင်းကောင်းတမလောက်ရွာပြီးတော့သတင်းကြော်ထီလဲမိုးရစက်မှာမကြပြန်စဘာကလည်းမရပြောင်းရလည်းမဖြစ်မိဘပိုင်နဲ့မြေခွက်ကလေးတွေကတနခါပင်လေးတွေကလည်းရင်ငတ်နေကြပြီလေတော်စိအောက်ပြီးလှေထိုးလိုက်မလားတလောက်30ရမယ်ထမင်းလဲကျွေးမှာကွာငါကောင်မစိုးဘူးမကြီးပင်အောက်မှာတနခါကင်းကိုစိတ်ပြက်လက်ပြက်ထိုင်ကြည့်နေတဲ့သားစိန်ကိုတော့ရွာမြောက်ကြောင်ကကြီးတင်ရလဲမေးလိုက်တာပေါ့တကယ်ရလဲသားစိန်ဘလောက်အတွေးကြုံနေတယ်မသိကြီးတင်နားရောက်လာတာကိုပင်မသိလိုက်ဘူးလေအတန်ကြားမှပဲလှည့်ကြည့်မိနေဟာဟဲ့ကောင်လန့်တာကွာဘယ်ကလှေတုံးဟာကြီးတင်ရလဲသားစိန်တော့ဝင်ထိုင်ပြီးတော့လေမကြီးကောင်းကလှေတကြီးဥကြောက်အိုးလေကွာပြီးခဲ့တယ်လားငါတို့ရွာတနခါတော်တွေကိုချုပ်ပြီးတော့ဝယ်သွားတယ်လူလေဩမှတ်မိပြီကွာဒီလူကြီးကအညာထွက်ကုန်မှန်သမျှကုန်တယ်ဆိုတဲ့အတိုင်းပဲအကုန်တယ်တော့တာပဲကွာအေးလိုက်ချင်နေကွာအချိန်ကြီးကမင်းမြင်တဲ့အတိုင်းပဲကွာမိုးမှမရွာတာကြာရင်လဲငတ်သေးုံပဲရှိတော့အေးဒါဆိုသွားကြမယ်ကွာဥကြောက်အိုးရွာကိုရောက်နေတယ်ကွာဒါနဲ့မင်းလည်းလိုက်မယ်မလားလိုက်မယ်လေကွာအဲ့ဒါမင်းကိုအဖော်လာဆက်တာသားစိန်နဲ့ကြီးတင်ကလည်းအနောက်တော့ရွာကိုပြန်လာတော့လေလမ်းမှာလူတစုကလည်းလက်ပံကောင်းတူးနေတာတွေ့ရတာပေါ့ယောက်ျားကြီးနှစ်ယောက်ကလည်းလက်ပံပင်အရင်ကိုချွေးတလုံးလုံးနဲ့တူးနေပြီးတော့ထမင်းရင်ရှားနဲ့မိန်းမကြီးနှစ်ယောက်ကလည်းဖြင်းတပတ်တွေခေါင်းပေါင်းတောင်းတလုံးစီနဲ့လက်ပံကောင်းတူးနေတာကိုလည်းထိုင်ကြည့်နေတာတွေ့ရတယ်သားစိန်ကလည်းတပြင်းချပြီးတော့လေဒီမိုးလုံးပုံတွေကတော့ကြာရင်မလွယ်ဘူးမောင်ကြီးဘယ်တန်းနိုင်လဲကွာမိုးဆိုတာလည်းနတ်တကြားတနာလို့ရွာတဲ့အရာပဲကွာတငယ်ချင်းနှစ်ယောက်ကလည်းလက်ပံကောင်းတူးနေတဲ့လူစုကိုကြောရွာဝင်ကိုရောက်လာခဲ့တာပေါ့
တွေးလေးစိန်တို့အိမ်ရှိမှာတော့မိမငယ်တဲ့စုကလည်းပြောင်းဆန်ချွေနေတာကိုလည်းတွေ့ရတယ်။ညီရသမျှကလည်းစိတ်မသက်သာစရာတွေအခုတွေးလေးစိန်တို့ချွေနေတဲ့ပြောင်းဆန်ကလည်းနွားစာပြောင်းဆန်နေမိုးကောင်းစဉ်နှစ်တည်းကတော့ပြောင်းဆန်ကလည်းနောက်နှစ်အတွက်မျိုးစီသာထားကြတာအခုတော့လည်းအဲ့ဒီပြောင်းဆန်ကိုပဲဖွတ်ထောင်းပြီးတော့စားနေကြရရှာပြီတချို့ရာမဲသူတွေကတော့ပြောင်းဆန်ပင်မစားနိုင်တော်တွေကလက်ပံကောင်းတွေလက်ပံဥတွေဆိုရင်လည်းရပါတယ်အဲ့ဒါတွေကိုတူးပြီးတော့ပြုတ်စားကြရတာရွာနောက်ဘေးကကြိတ်တော်လဲပြောင်းနေပြီစားလို့ရတာအကုန်စားနေရတဲ့အဖြစ်တွေဒီလိုနဲ့တာစိန်တယောက်ကလည်းကြီးတင်တဲ့အတူတူအကျေဆုံးလှေကြီးနဲ့လည်းလိုက်ဖြစ်ခဲ့တာပေါ့အကြီးစားရွက်လေကြီးမှာတော့သူတို့လိုဘဝတူလေထိုးသား6ယောက်ပါတယ်သူတို့2ယောက်နဲ့စုစုပေါင်း8ယောက်ပေါ့အဲ့ဒီလေကြီးမှာလည်းလေတကြီးဥကြောက်အိုးရဲ့သူမိန်းမဒေါ်သေးနဲ့ပဲ့ကန်ကြီးဥပြူရဲ့ထမင်းချက်ဥတာဖူးရဲ့လေမှာလိုက်ပါလာတဲ့12ယောက်လေကြီးကလည်းအပေါ်မှာလည်းကုံနေရလဲတနစ်မှာတနခါတုံးအိုးထညက်မကြီးသီးစတဲ့အညာအတွက်ကုန်ပစ္စည်းတွေပေါ့လန်ခီးတစ်လျှောက်လဲချင်းနဲ့မြေကန်နှစ်ဖူးကရွာများကိုလည်းတရွာဝင်တရွာထွက်ကုန်ပစ္စည်းတွေကိုရောင်းချပြီးတော့ထိုရွာကနေအောက်ပြည်မှာဈေးရနိုင်မဲ့ကုန်များတော့လဲဈေးကြိုကြိုနဲ့ဝယ်တင်သွားလိမ့်ရှိတာပေါ့ဦးကျော်ကရန်ကုန်မှာကုန်ချောင်းရင်းမပြူဘဲနဲ့ပသိမ်အထိလဲစုံတာလေရန်ကုန်ကအညာလေးအစုံရောက်ပြီးတော့ပသိမ်ကတော့အညာလေးအရောက်နေတော့လဲဈေးကောင်းလဲရတယ်ပင်လယ်ထွက်ငပီးငချောက်ကလည်းရန်ကုန်ထက်ဈေးပိုချိုးတယ်မလားပသိမ်မှာအညာကုန်းလေးရောင်းတော့ကုန်လာနဲ့အောက်ပြည်ထွက်စမ်းငပီးငချောက်ငံပြာရည်စတာတွေပြန်ဝယ်ပြီးတော့လဲအညာဒေသမှာပြန်ရောင်းတယ်အညာနဲ့အကြီးကိုလည်းအသွားအပြန်6လလောက်ကြာတတ်တာပေါ့တကယ့်ကိုတမိတမောပဲသို့ပါတော့လဲလမ်းမှာမိုက်ကြီးတောင်းသူဓမြတိုက်သူတွေလည်းရှိတယ်သူတို့နဲ့တွေ့ရင်တော့ပြေးပြေးလဲလဲပြောပြီးတော့တောင်းတာပေးအဲ့ဒီလိုမှမဟုတ်ရင်လဲခေါင်းနဲ့ကိုဦးစားကွဲဖို့သာပြင်ပြီးရော့ပဲတချို့ဓမြများလည်းရွှေငွေသာတောင်းမိမယ်တချို့ကြတော့လဲပါသမျှအကုန်ယူကြတာဓမြနဲ့မတွေ့ရဘူးဆိုရင်တော့မှမိုက်ကြီးတောင်းမဲ့သူတွေနဲ့မကြခဏကြုံရတာပေါ့ဘာအကြောင်းလို့မဲမဲရမရှိပဲသူတို့ကပဲလှေစိတ်ကိုပိုင်တယ်လို့ပြောပြီးတော့လှေဆိုင်ကက်ခောက်တော့လဲတောင်းတလောက်ပေးကြရတာပေါ့ကောင်းလေးတွေမင်းတို့2ယောက်ကလူသစ်တွေကွာလမ်းမှာဓမြပဲဖြစ်ဖြစ်မိုက်ကြီးတောင်းသူပဲဖြစ်ဖြစ်ချေချင်းငယ်ငယ်ပဲပြောကြလားသူတို့အန်တူကိုမကြိုးစားနဲ့ကွာဒါကတော့ပဲ့ကန်ကြီးဦးပြူကနေပြောပြတာပေါ့ဒီလိုနဲ့ပဲတာစိန်တယောက်အညာနဲ့ပသိမ်နဲ့အညာစုံကြီးစံကြီးနဲ့သူ့အသက်20ပင်ပြည့်ခဲ့ပြီဖြစ်တယ်ဖူးစာရေဆက်ဆိုတာလည်းအခက်သားအညာသားတာစိန်အညာမှာဘယ်ကွန်းအောင်ကင်မနှမလိုကလွဲပြီးတော့ဘာစိတ်မှမရှိခဲ့ပေမဲ့ပသိမ်နဲ့တာခန်းကြီးရွာငပိင6ရွဲပိုင်ရှင်ဥပဖေရဲ့သမီးမမြနှစ်နဲ့လူငယ်တဘာဝမြစ်တာမျှခဲ့တာပေါ့ဒါပဲဖူးစာရွာလေတယ်လို့ဆိုရပါလိမ့်မယ်အခုသာစိတ်ကိုညဘလို့လို့ယုံရဲပါမလဲရှင်အညာသားများရိုးတယ်ဆိုပေမဲ့တရွာသားကိုရီးစားထားရမှာတော့ကြောက်တယ်ရှင်မမြနဲ့ကလည်းညူတူတူပြောလိတော့လေကိုသာစိန်ရင်ပွင့်သွားအောင်ထိချတာပေါ့မမြနဲ့ရဲ့ပခုံးလေးကိုဖက်ပြီးတော့လေမြောက်တက်တက်မခွဲဘူးဒီထက်လည်းပုံမဝေးစီရပါဘူးကွယ်အကိုသာစိန်အညာကိုမပြန်တော့တသက်လုံးများတို့ရဲ့တာခန်းကြီးရွာလေးမှာတသက်လုံးနေသွားတော့မယ်ဟုတ်ပါတယ်ကိုသာစိန်ရဲ့ဘဝမှာမမြနှစ်သာကဘာပါဟိုအညာမှာလည်းမိဘတွေကမရှိလေတော့တာစိန်အသက်10နှစ်သားမှာပဲမိဘတွေကလည်းရှေ့စဉ်နောက်စဉ်ဆုံးသွားကြလို့လေရွာဦးကျောင်းဆရာတော်ထံမှာဘုန်းကြီးကျောင်းသားကနေကိုရင်ကနေကိုရင်ကြီးဘဝရောက်မှပဲလူထွက်ပြီးတော့လေမိဘပိုင်အကွက်လေးနဲ့လောက်ကင်စားပေမဲ့မိုးခေါင်လာတာကြောင့်လဲရာလဲလုံးလို့မရအောင်ရှိခဲ့တာဟုတ်မိုးမရလို့စပားဆိုင်မရတော့လူတွေမှလည်းအခက်ကြုံတယ်လက်ပံဥတူးစားရတဲ့ထီလည်းဖြစ်လာတာပေါ့အခုအောက်ပြည်မှာတော့လဲမိုးကလည်းကောင်းလိုက်တယ်ဖြစ်ချင်းထို့အတူပဲရေငတ်ပင်လို့တာစိန်ဘဝမမြနှင်းထဲမှာမြစ်တာမိုးတွေဆွေခဲ့တာမလားအခုတာစိန်အဖေသိရင်ညတော့ဝေးကြလိမ့်မယ်ဘယ်နည်းနဲ့မှအဖေကတော့အကူတာစိန်နဲ့သဘောတူမှာမဟုတ်ဘူးနော်ကြံမအောင်တာစိန်အညာလေးနဲ့ပြန်လိုက်မတော်တော့ပဲမမြနဲ့တော့ငပိင6ပွဲရုံမှာပဲလှုပ်လှုပ်ခဲ့တာပေါ့ဒါလည်းတာစိန်အတွက်အချစ်အတွက်စွန့်စားကမ်းပဲပွဲရုံပိုင်ရှင်ဥပဖေကလည်းအလွန်ကိုမှအလုတ်ကြိုးစားတဲ့တာစိန်ကိုသဘောကျခဲ့ပါတယ်ဒါပေမဲ့လည်းသမီးပေးပြီးတမတ်တော်ရမယ်အထီတော့မဟုတ်ခဲ့အခုများနှစ်ကလည်းပြောလာခဲ့ပြီဟုတ်ပါတယ်လေလက်ပေါ်တာငါးဖန်းလုပ်ငန်းရှင်ကိုတက်လူရဲ့သားနဲ့မမြနှစ်ကိုနေရာချပေးမှလို့ဘာလို့လဲကြားခဲ့ရတယ်မြအကိုတာစိန်တို့မဝေးဖို့နီလန်းတစ်ခုတည်းပဲစွန့်စားကြမယ်မြရေအကိုတာစိန်တို့ထွက်ပြေးကြမယ်
အချစ်အတွက်နဲ့တာစိန်နဲ့မြနှစ်တို့စွန်စားကန်းတရက်အဖြစ်တာခန်းကြီးကနေရန်ကုန်ထွက်ပြေးခဲ့ကြတာပေါ့ရန်ကုန်ကြည့်မြင်နိုင်ရတဲအင်္ဂလိပ်မှာ2ယောက်တဘောထူဆောင်ပြီးတော့ငားတိုင်တစ်ခုမှာတာစိန်ကလည်းငားထန်းမြနှစ်ကလည်းငားရွေးလောက်ကင်ပြီးတော့ချို့ချို့ငိမ့်ငယ်လောက်ကင်ခဲ့ကြတယ်သူတို့လင်မြခိုးရလိုက်ပေးကြပြီးတစ်နှစ်အကျော်ကြာမှာတော့လေမမြနှစ်မှာလည်းတာစိန်ရဲ့ရင်သွေးလေးကိုလွယ်ထားကံကောင်းတာလားကံဆိုးတာလားတော့မပြောတတ်ပါဘူးတာခိုင်းကြီးကမမြနှစ်ရဲ့အမေကလည်းရန်ကုန်လိုက်လာပြီးတော့သူတို့နှစ်ယောက်စလုံးကိုကြည်ပြူစွာနဲ့ပြန်ခေါ်သွားခဲ့ဒါလည်းတာစိန်နဲ့မမြနှစ်တို့အတွက်ကံဆိုးမိုးမောင်ကြခြင်းဆိုတာကိုတာခိုင်းကြီးရောက်ပြီးမှမကြခင်မှာပဲသိရတာပေါ့မမြနှစ်ရဲ့အမေဒေါ်မြအောင်ကလည်းတာစိန်ကိုတခြားရွာတွေကိုလူယုံကိုလေးစားနဲ့ငားဝယ်ပစုံပဲလွတ်တာမလို့တာစိန်ခမရလဲအိမ်ကဲရတယ်လို့မရှိရှာဘူးလေဟေးအညာသားလေးမောင်ယိုးအလုတ်ကြီးပဲနင်းလို့မနေနဲ့ငါမင်းကိုတနာလို့သတိပေးစရာရှိကိုလေးစားကလည်းစကားဆလိုက်တာပေါ့တာစင်ကလည်းလှီကိုလှုံရင်းနဲ့အဘာတော့ဗျကျုပ်ကအညာသားတဲ့တာပြောပါကိုလေးစားရာကိုလေးစားကလည်းတာစိန်ထက်အသက်ကြီးပြီးတော့တာစိန်ကိုတူသားရင်းချလို့ချစ်ခင်ရှာသူပေါ့ကိုလေးစားကလည်းပုတ်ချွန်းစလိတ်ကိုမိကိုတထောင်ထောင်ထားတဲ့အထိဖွာလိုက်ပြီးတော့လေငါပြောတဲ့စကားကိုမင်းနှုတ်လို့ရမယ်နော်မင်းနဲ့မင်းမိမမြနှစ်ရဲ့အရေးကွာဗျာကိုလေးစားရဲ့စိတ်ချပါဗျာဘာသူမှမပြောပါဘူးမြင်မြင်ပြောစမ်းပါဗျာမင်းရောက်ခမတွေကမင်းတို့သဘောတူတယ်လို့ထင်လားသားစိန်အရင်ကသဘောမတူတာအားလုံးသိပါဗျာကိုလေးစားကလည်းချောင်းထဲကရေကိုလက်နဲ့ပတ်ပြီးတော့လက်နှစ်ဖက်ဆေးလိုက်ပြီးတော့လေအေးအရင်ကသဘောမတူသလိုအခုလည်းသဘောမတူဘူးကွာမင်းတို့လင်မယားကိုခွဲကြလိမ့်မယ်သားစိန်မင်းရောက်ခမအမကြီးကလည်း12ကျိုးကဝေမာကြီးဆိုတာကိုမင်းသိရလားကျုပ်ကြားတော့ကြားပါတယ်ဗျာဒီကိစ္စလည်းကျုပ်တို့ပုံညာဒေသမှာလည်းယုံနှမ်းပြောနေကြတာပါကျုပ်ကတော့ယုံကြည်မရှိဘူးဒါနဲ့ကျုပ်တို့လင်မယားနဲ့ဘလို့ပတ်သက်နေလို့လဲဒေါ်မြောက်အောင်ကတကယ့်ကိုကဝေမာကြီးကွာမယုံလို့မရဘူးအခုမင်းမိမရဲ့ဘိုက်ထဲကခလေးကိုဖျက်ချဖို့လုပ်နေတာရောမင်းသိရလားဗျာမဗျာနဲ့ငါအားလုံးသိတယ်ဒီကပြန်ရင်မင်းတို့တစ်ခုခုလုံးမှဖြစ်မယ်ငါတူတာဆိုင်ဖိုးကတော့စုံတို့ကဝေတို့ကလည်းယုံကြည်မရှိပေမဲ့မြနှစ်ဘိုက်ထဲကကလေးကိုဖျက်ချမယ်ကိစ္စကတော့ခေါင်းကိုမိုးကြိုးကြသလိုပဲလေတာဆိုင်အိမ်ပြန်ရောက်တော့မိမကြီးတယောက်ရောက်နေတာကိုလည်းတွေ့ရမြနှစ်ကိုတော့အရေးရောင်ပင်မတွေ့ရဘူးအမေညနေရောပြောစမ်းပါဗျညနေပဲဘဲသွားလေဒေါ်မြအောင်ကလည်းဆက်လက်ကြီးကိုလည်းလက်ကြားညှက်ဖွာပြီးတော့လေနေမိမနေမကောင်းဘူးတာစင်ကလည်းရင်းနေပူလာတာပေါ့ရောက်ခမကြီးကိုဒူးထောက်ပြီးတော့လေကျုပ်အိမ်မောတက်ပြစီဗျာညနေကိုတွေးပြစီဗျဘယ်ဖြစ်မလဲမိမတွေကိစ္စနင်တွေးလို့မရဘူးပြန်နေမိမတတ်တာမှလွတ်ပေးလိုက်မယ်ဒီခါမှာတော့အိမ်ရှိကန်းကလထိုင်မော်ဟာဥပဖေရလဲဒေါ်မြအောင်ကိုလှမ်းကြည့်ပြီးတော့မမြအောင်ရဲ့ဥပဖေရလဲတာစိန်တို့ရန်ကုန်ရောက်နေစဉ်ကလည်းမိသွားတာပါအခုကလည်းမပီမသအတန်ကြီးနဲ့သူ့မိမကိုလည်းစိတ်မချမ်းသာတဲ့အမူအရာနဲ့ကြည့်ပြီးပြောလိုက်သူကိုယ်တိုင်လည်းလေဖြတ်သွားတာဟုတ်တော့ကိုပါဖေကိုယ့်အကူနေပါဥပဖေကလည်းဒေါ်မြအောင်ရီဝေစာကြည့်လို့နေတာပေါ့ဥပဖေလေမီးရဲ့နောက်ပိုင်းငကိုကလေးဟာလင်းကိုအနိုင်ရနေတဲ့ဒေါ်မြအောင်ကလည်းစီးပွားရေးလုပ်ငန်းနဲ့မိသားစုရေးကိုလည်းသူပဲချဲလဲချုပ်ကင်ကြိုးစားနေတာတာစင်ကလည်းထွန်းမတက်ရဲတော့လေသူတို့ရဲ့အိမ်လေးရှိရာခြံကြီးရဲ့အနောက်ဘက်ကိုလည်းလေးကန်နဲ့ခြေလန်းနေနဲ့ပြန်ခဲ့တာစင်သူ့အိမ်လေးပေါ်ကနေအိမ်ကြီးကိုလှမ်းကြည့်နေမိတာပေါ့ညနဲ့ဘာများဖြစ်နေလဲမိမနေမကောင်းတော့လင်ဖြစ်သူကိုကြည့်ခွင့်မပေးတာမတရားမှန်းသိပေမဲ့တာစင်ကလည်းအညာသားတကောင်ကြွက်မလားတုံးအောက်ကဖားလို့ဘဝကလည်းဖောင်းခွင့်မှမရှိရန်ခါအိမ်ကြီးစီကနေမမြနှစ်ရဲ့ညီးတန်တဲ့ကိုလည်းကြားရတယ်တခါတလေအကိုတာစိန်ရေးဆိုပြီးတော့သူ့ကိုတပြီးတော့ညီးနေတဲ့အတန်တွေကိုလည်းသူ့အသေးကိုကျွဲခတ်တယ်လို့ခံစားနေရတာပေါ့ဒီမိမကြီးမြနှစ်ကိုဘာလှုပ်ထားတာလဲညနေဘာဖြစ်နေလဲတာစိန်ပြေးကြည့်ခြင်းမိဒေါ်မြအောင်ကလည်းရွာလူမိုက်တွေကိုသူ့အိမ်ခေါ်ပြီးတော့အလုပ်ပေးထားတာလေကြီးရတဲ့မိသားစုမှာချမ်းရံသင်မဲ့နေရတဲ့ဘုံတစ်ပင်တကောင်ကျွဲ့ညာသားတာစိန်ကိုအိမ်ကြီးဘက်ကူးမလာဖို့ဒေါ်မြအောင်ကလည်းသူ့လူတွေကိုအဆောင်ချထားတယ်
ညလည်းနက်လာပြီမို့လို့သားစိန်လက်ခနဲ့အိပ်ပျော်သွားပြီးတော့ချက်ချင်းပြန်လန့်နိုးလာတာပေါ့အကြောင်းကတော့မြနှစ်ရဲ့ညီးသွားတန်တွေကလည်းပိုကျဲလာခဲ့ညနှစ်ဘာယောဂါကိုဘလို့ခံစားနေရလဲသားစိန်စိတ်တွေပူလောင်လာတာပေါ့အိယာအနေထားအိမ်ကြီးဘက်ကိုကြည့်လိုက်တော့လဲလူရိပ်လူရောင်မမြင်အောင်ညနှစ်ရဲ့အတန်လည်းပိုပြီးကျဲလာတဲ့သားစိန်ကလည်းစိတ်ဆုံးဖြတ်ချက်ချလိုက်တာပေါ့သူညနှစ်ရဲ့အခြေအနေကိုရအောင်စုံစမ်းမှဖြစ်မယ်သားစိန်ကလည်းအင်္ဂလိပ်ဘောကနေဆင်းပြီးတော့လဲအခြေအနေကိုကြည့်အိမ်ကြီးရဲ့နောက်ဘက်ကိုလာခဲ့ဒီညမှာပဲထူးထူးခြားခြားဘယ်သူမှလည်းမတွေ့ရဘူးလေသားစိန်အိမ်ကြီးနောက်ကိုရောက်တော့ညနှစ်ရဲ့ညီးသွားတန်လည်းပြီးပြီးသားသားကြားအမေရေအမေအကိုသားစိန်သားစိန်ရင်နဲ့ပူလောင်လို့နေတာပေါ့ညနှစ်ကဒီပုံစံတိုင်းဆိုရင်အိမ်ကြီးရဲ့မီးဖို့ကြောင့်နဲ့ကက်ရဲ့အခန်းမှာရှိနေတာသားစိန်ကလည်းတရက်ပင်မှာထောင်ထားတဲ့ဝါးနဲ့ပြုတ်တဲ့လှေကားကိုအသာမယူအိမ်ရဲ့နံရံကိုထောင်လိုက်တာပေါ့အတန်းကိုလုံအောင်လို့လဲမနဲ့ကယူဆက်ရတယ်လေဒေါ်မြအောင်ရဲ့လူတွေတိသွားရင်လည်းညနှစ်နဲ့မတွေ့ရပဲသေဖို့သာရှိတာမလားသားစိန်ကလည်းလှေကားအတိုင်းအပေါ်ကိုတက်လိုက်တယ်တထင်းနှစ်ထင်းငါးထင်းရောက်มาတော့ထရံညာကနေမီးအောင်မြင်ရတာပေါ့သူကလည်းထရံပေါက်ကနေအထဲကိုချောင်းကြည့်သားစိန်လည်းအတန်မထွက်မိအောင်သူ့ပါဇက်သူပိတ်လိုက်မိတာပေါ့မြင်ခွင့်ရတော့ထိတ်လန့်ယွံမုန်းစရာကြီးညနှစ်ကိုလည်းလိုက်ကာကြီးနဲ့စီးကာထားတာကြောင့်လည်းမမြင်ရပါဘူးဒါပေမဲ့လည်းထရံနဲ့ကက်ရဲ့အခန်းထဲမှာဖျောင်းနိုင်ကိုသကောပတ်ပတ်လဲမှာထွန်းပြီးတော့ဘေးမှာတော့ဒေါ်မြအောင်ကြီးကလည်းသူ့ဘက်ကိုကြောခိုင်းထိုင်နေပြီးတော့လေမျက်နှာစိမ်းမိမကြီးကဒေါ်မြအောင်နဲ့မျက်နှာချင်းစိတ်မှာတဲမလင်ချိတ်ထိုင်ခန္ဓာကိုယ်ကလည်းရှေ့တိုးနောက်ငင်လုံနေတာပေါ့မျက်လုံးကြီးကလည်းပြူးပြီးတော့မျက်တောင်ကလည်းလုံးဝမခတ်ဘူးသားစိန်နင်းအသွေးအသားဘာဘာကြီးအတွက်ပညာအဆင့်တက်ဖို့အကောင်းဆုံးဟဲ့ဒေါ်မြအောင်ကလည်းအဲ့ဒီလိုပြောပြီးတော့သကောရဲ့ခလေးလေးကိုလေချိန်နဲ့ချောင်းအောင်နေဆွဲယူလိုက်တာပေါ့ခလေးလေးကလည်းစားပါကြီးတကောင်အရွယ်လောက်ပါညနှစ်ကိုဝင်ကလည်း4 လလောက်ရှိပြီလို့ညနှစ်ပြောလို့သိထားတယ်ခလေးသေးလေးပါရုပ်မှာရက်ဆက်လိုက်တဲ့မိန်းမကြီးညနှစ်ကိုဝင်ကိုဖျက်ချလိုက်ပြီပေါ့လေစားစမ်းအချင်းနူးနူးကိုအားရပါရစားစမ်းဟဲ့ထရံနဲ့ကက်ရက်မလို့သားစိန်အတိုင်းသားကြားပြီမယ်ညနှစ်အိယာနဲ့ကလည်းအတန်လှမ်းတာမလို့ညနှစ်ကတော့ကြားပုံမရောက်တညီတဲ့ညီလို့နေရှာတာပေါ့ဒေါ်ညမောင်ရှိရမိမကြီးကလည်းသကောရဲကအသားတရေရဲတွေကိုလည်းလက်နှစ်ဖက်နဲ့တိမ်ကျုံယူပြီးစားနေတာများလဲအုံနှလုံးနာစရာဒေါ်ညမောင်ကလည်းသူ့လက်ထက်ကလေးလေးကိုလည်းခြေနဲ့ချောင်းအောင်နေကင်ပြီးတော့တီးတို့ရေရွတ်နေခဏကြတော့ခလေးသေးလေးကိုမြောက်သူ့ပါဇက်ထဲကိုထည့်ပြီးတော့ခေါင်းကနေစပြီးတော့ဝါးစားနေတာဝါးတန်တွေကိုပင်ကြားနေရတာပေါ့သားစိန်မျက်နှာထွဲလိုက်မိတယ်သူပြန်ကြည့်တော့မိမကြီးကလည်းဖျောင်းတဲ့မီးတွေကိုမှုတ်တက်နေပြီအခန်းကလည်းအမှောင်တိဖြစ်သွားတယ်သားစိန်တယောက်ခြေကိုဖော့ပြီးတော့လည်းအောက်ကိုပြန်ဆင်းလာလိုက်တာပေါ့ဝါးလေကားကိုအသာမပြီးတော့လည်းတရက်ပင်မှာပြန်ထောင်းအိမ်ကလေးရဲ့ကျမ်းပြင်မှာပက်လက်လှန်ပြီးတော့လေညနေငါဘလို့လို့ရမလဲဟာနင့်အမေကကဝေမကြီးဆိုတာလက်တွေမို့လို့ငါယုံပါပြီနင်းနဲ့ငါရဲ့ရင်သွေးလေးကယောက်ျားလေးလားမိန်းကလေးလားငါတို့သိခွင့်မရကြဘူးဟာနင့်မေဆုံးမကြီးစားလိုက်ပြီများနေရဲ့ဂုံမှန်နေလို့သေမထူးလူမိုက်တွေကြားမှာအညာသားကြုံမဲတကောင်ကျွတ်ဘာတက်နိုင်လို့လဲငါသွေးမကြောင်ပေမဲ့နင့်အတွက်ငါမသေးခြင်းသေးဘူးများနေဒါကြောင့်ပါဟာဒါကြောင့်ပါသားစင်ကလည်းပါဇက်ကနေရေရွတ်ပြီးငိုနေမိတာပေါ့ညနှစ်ရဲ့ညီးတန်းလည်းတစစတိုးပြီးတော့လည်းပျောက်ကွယ်သွားခဲ့သားစိန်မိုးလင်းကနေမှပဲလှစ်ခနဲ့အိပ်ပျော်သွားတာပေါ့သားစိန်ငါတို့ထသူ့ကိုလည်းတစုံတယောက်ကလှုပ်နိုးမှပဲသားစိန်လန့်နိုးခဲ့တာပေါ့မိုးစင်လင်းခဲ့ပြီသူ့ကိုလည်းဂယုဏသက်စွာနဲ့အပေါ်ကနေမိုးပြီးကြည့်နေတဲ့သူကတော့ကိုလေးစာပေါ့ဟမ်ကိုလေးစာငါတို့သားစိန်မင်းကယောက်ျားတယောက်ပါကွာစိတ်ကိုခိုင်ထားနော်သားစင်ကလည်းကိုလေးစားရဲ့မျက်နှာကိုစူးစူးရဲကြည့်ပြီးတော့ခေါင်းကိုညှိပြီးတော့လေကျုပ်သိတဲ့လောက်သိပြီးပါပြီပြောပါကိုလေးစားပြောပါဗျာကိုလေးစားကလည်းသားစိန်ရဲ့ပခုံးကိုလှုပ်ပြီးတော့လေသားစိန်ဘေးမှာထိုင်ပြီးတော့လေမင်းမိမညနှစ်လေးညဆုံးရှာပြီဗျာကိုလေးစားဘာပြောတယ်သားစင်ကလည်းနေရာကနေထပြီးတော့အိမ်ကြီးစီကိုပြေးမယ်အလုပ်
ကိုလေးစားလည်းတာစိမ့်လက်ကိုဆွဲထားပြီးတော့လေစိတ်လိုက်မှန်ပါမလုပ်နဲ့လေကွာညနဲ့ကလေးပြက်တာတယ်ကွာဟာဒေါ်မြအောင်ခမကြီးကျုပ်တို့အတွက်တနေ့တော့ရော်ကြီးပြန်ပေးရမယ်တာစိန်တယောက်မိန်းမဆုံးသွားပြီမို့လို့လေဥပဖေတို့ခြံထဲမှာမနေတော့ပဲတာခိုင်းရွာရဲ့ရွာပြင်ရမှာတဲကလေးထိုးပြီးတော့လေငါးရှာဖားရှာအလုံးနဲ့ရစ်ထုတ်ကြီးဘဝကိုလည်းတစားတလေရောက်လာခဲ့တာပေါ့မမြနဲ့ဆုံးပြီးတော့2နှစ်အကြာဘဝတူမအေးစင်ဆိုတဲ့တခုလက်မိန်းကလေးနဲ့ဒုတိယအိမ်တော်ထူပြစ်ပြန်ဘဝတစ်ခုလုံးအရက်တော်မှာနစ်ပြီးတော့ဘဝမိုးမှောင်နေတဲ့တာစိန်ဘဝမအေးစင်လက်ထဲမှာပြောင်ပြောင်ရောင်ဖြစ်ခဲ့တာပေါ့တာစိန်နဲ့မအေးစင်တို့လင်မယားတာခိုင်းကြီးမှမနေကြတော့ပဲငါးဖားရှာလို့အစဉ်ပြေတဲ့တပြင်းစုရွာလေးကိုလည်းပြောင်းရွှေ့ခဲ့တာပေါ့တပြင်းစုကလည်းအင်ကြီး90လောက်သာရှိတဲ့တန်ငါရွာလေးလောကကန်ရတာအစဉ်ပြေတာကြောင့်လေသူတို့လင်မယားပြည်လေဖြစ်လာခဲ့မအေးစင်တက်ကလည်းဘာရှိသေးလို့လဲ25 26ရေအချောကြီးမဟုတ်ပေမဲ့လည်းညိုစိန်ကလေးပေါ့မောင်တထမ်းမဲတရွက်လောက်ကင်တယ်လို့အိမ်မှုကိစ္စနဲ့မရဝတ်တရားပါကြည်ပြွန်နဲ့မိမကောင်းလေးချစ်လင်သားစိန်ကိုလည်းအိမ်မှုကိစ္စရောမရဝတ်တရားကိုကြည်ပြွန်စွာနဲ့ယူရရှာပါတယ်မအေးစင်ရဲ့အပြုအပြင်ကောင်းမှုကြောင့်လည်းသားစိန်အရက်ပါပြက်ခဲ့တကယ်ကိုချမ်းအေးတဲ့မိသားစုဘဝလေးကိုသားစိန်ပါဆိုင်ခဲ့ရပြီလေရွှေဖြစ်ဘိုးတော်ဆရာဘောလူရိုးကြီးအညာသားသားဆိုင်ဘလောက်ရိုးစေကမှုသူနှလုံးသားသူ့ဘဝကိုဖျက်ဆီးခဲ့တဲ့စုံမကြီးဒေါ်မြအောင်ဂလစားချေဖို့အကြံနဲ့သူ့ရင်ဘတ်ထဲမှာတန်မဏိလိုမာကြောနေတာပေါ့ဒေါ်မြအောင်ဂလစားချေဖို့ဆိုတာကလည်းသူပညာတတ်မှဖြစ်မယ်ဘလို့ပညာမျိုးလဲဆိုတော့လေသူဒေါ်မြအောင်ကိုနိုင်ပြီးမဲ့ပညာပေါ့အောက်လန်းဖြစ်ဖြစ်ထက်လန်းဖြစ်ဖြစ်သူတက်ချင်းတယ်ဒါပေမဲ့သူ့ကိုတင်ပေးမဲ့ဆရာဆိုတာလည်းမရှိပြန်ဘူးတနေ့တော့သူတို့တပြင်းစုရွာကိုလေရွှေဖြစ်ဘိုးတော်ဆရာဘောဆိုတဲ့ပုဂ္ဂိုလ်ထူးတယောက်ရောက်ရှိလာတာပေါ့ထိုပုဂ္ဂိုလ်ကလည်းထန်လန်းလားအောက်လန်းလားဆိုတာ तू မသိဘူးဆရာဘောကလည်းတပြင်းစုတင်းချိုင်းမှာနေတာဒါပေမဲ့မစားဘူးရေကိုပဲတောက်တယ်ဒါပေမဲ့လေကိုတော့စားတယ်တဲ့အံ့ဩစရာပဲလေဆိုတာစားလို့ရတဲ့အရာမဟုတ်တာဆရာဘောလည်းတာစင်ကလည်းအရန်ကိုတွေ့ကျင်နေမိတာပေါ့ဆရာဘောရဲ့တပည့်ဖြစ်ခံယူပြီးဆရာဘောပညာတွေကိုသင်ယူခြင်းနဲ့ဆရာဘောဒါတင်မကောက်ထူးဆန်းတဲ့မှော်တစ်ခုအောင်ထားတယ်လေဆရာဘောရဲ့လက်နဲ့ထိရင်ခဲကနေရွှေဖြစ်တယ်ပြီးတော့ငကားတွေဘလူးတွေကိုခေါ်နိုင်တယ်တဲ့မိမငါတခုတိုက်မင်ခြင်းလို့ဟာတာစင်ကလည်းပိုက်ကိုမျက်ခင်းမှာလှမ်းပြီးတော့အိမ်မော်ရောက်ချင်းမအေးစင်ကိုလည်းမျက်နှာချိုသွေးပြီးပြောတာပေါ့အမေတော့မျက်နှာကြီးကလည်းမှုတ်ရထားသလိုပဲဘာများတော့ဟောတခြားဟုတ်ယူလားမိမရာတပြင်းစုတင်ချိုင်းမှာနေတဲ့ဆရာဘော့စီကိုတွားကြရအောင်ဟာငါသူ့စီကပညာကန်းလေးတောင်းပြီးတော့တက်ချင်တယ်မိမရာအဲ့ဒါအဲ့တော့အတွေ့ချင်းတူနေတာကျမကလည်းကိုသာစိတ်ကိုပြောမလို့ပဲဆရာဘော့စီတွားချင်နေတာဒါပေမဲ့မတူတာတော့ကျမရွှေဖြစ်နေတာတော့ဟိုမှာရှင့်ပိုက်ကဖြုတ်ထားတာခဲသီးလေးလေအဲ့ဒါဆရာဘော့စီကိုယူသွားမလို့ကျုပ်တို့လာမဲနှစ်အိမ်လေးကိုပြန်ဆောက်ကြရအောင်ဒီကောင်းနေဟာဒီနေ့ပဲသွားကြမယ်ငါလည်းသူ့ပညာလိုချင်နေတာဟာဒါပဲနော်တော်ကြီးဆရာဘော့စီကပညာတွေရသွားရင်မိန်းမတွေတယုံယုံနဲ့ဆိုရင်တော့ကျမနဲ့အတိပဲအမလီကျုံမရလွင်တရားမင်းမရသူ့စိတ်တာကိုတောင်းမှပဲဖွဲ့စခွဲပါဗျာဒီလိုနဲ့တာစိန်တို့လင်မယားကွန်လက်ဖက်တွေယူတပြင်းစုတင်းညံ့ကိုလည်းရောက်ခဲ့တာပေါ့အခန်းထဲမှာဆရာဘောကလည်းဇေယျကလေးပေါ်မှာကွန်တိုမြင့်မြင့်ဝိုင်းရင်ထိုင်နေတာတွေ့ရတခြားလူတွေတယောက်မှမရှိတာကြောင့်လည်းဝမ်းသာသွားတာပေါ့တခြားလူတွေရှိရင်လည်းသူတို့လက်ရောက်ဖို့လည်းစောင့်အောင်မယ်မလားတာစင်ကလည်းဆရာဘောရှိမှာကွန်စီလက်ဖက်ကိုချပြီးတော့လည်းလင်မယားနှစ်ယောက်ကိုကြော့လိုက်ကြတယ်အကုန်လုံးမှန်စမ်းညီးယူလာတဲ့ခဲတာစင်ရောမအေးစင်မှာအံ့ဩဝမ်းသာသွားကြတာပေါ့သူတို့အကြံကိုဆရာဘောကသိနေတာပဲမအေးစင်ကလည်းခေါင်းပေါင်းထဲမှာခဲသီးလေးကိုထုတ်ယူဆရာဘောကိုလည်းတရုတ်တသေးပေးလိုက်ဆရာဘောလည်းမအေးစင်လက်ထဲကခဲသီးလေးကိုယူပြီးတော့သူ့အင်ကြီးနဲ့ထည့်ပြီးတော့လေမနေ့မှန်ကြလာယူလိုက်ကွယ်ညီရဲ့ခဲကိုလည်းရွှေနှတောင်းအဖြစ်ပြောင်းပေးမယ်ညီမေကလည်းနားဟောင်းလောင်းလေကွယ်ဟာကျေးဇူးကြီးလာပါတယ်ဆရာကျေးဇူးကြီးလာပါတယ်ဆရာတာစင်ကလည်းတပြုံပြုံနဲ့ပဲအိုးဆရာပညာကိုကြားကြရကျွန်တော်အေးမင်းကငါပညာကိုသင်ယူခြင်းနေတယ်ပေါ့ဗျာဟုတ်ကဲ့ပါ
ဆရာကြိုးသိနေတယ်အံ့ဩလိုက်တာဗျာသိတာပေါ့ဒါပေမဲ့အနီးကအချိန်ပေးနိုင်ပါမလားဟာဆရာစီကပညာသင်ခွင့်ရမယ်ဆိုရင်ကျွန်တော်9ပိုက်ချပြီးချိန်တစ်နေ့လုံးရပါတယ်ကဲညီလင်ကကျုပ်စီကပညာသင်မယ်ဆိုတော့ကျုပ်ကညီတို့အိမ်မှာနေမှပဲဘယ်နဲ့လဲတကယ်လားဆရာပေါ့တကယ်လားကျွန်တော်တို့အိမ်မှာလိုက်ပြီးတော့သတင်းသုံးဘယ်လိုပြောပါမလဲလိုက်နေမယ်ဆိုတော့ဝမ်းသာပါတယ်အိမ်ဦးခဲမှာထားပြီးတော့ကိုးကွယ်ရမယ်မင်းကိုတိုက်ကြလို့လဲအထက်စီယာများရဲ့ခွင့်ပြုချက်နဲ့ငါမင်းတို့နဲ့လိုက်နေပြီးမင်းကိုပညာသင်ပေးမယ်ဒီနေ့ကစပြီးတော့မင်းကငါတပည့်ဖြစ်ပြီလို့သာသဘောထားလိုက်တော့ခွေအဲ့ဒီလိုနဲ့ဆရာဘောကိုလည်းလှေဦးမှတင်အိမ်ကိုပြန်လာခဲ့တာပေါ့တာဆင်ကတော့မန်းတက်တိုင်တက်ပြီးတော့ဆရာဘောသူ့အိမ်ရောက်လာတော့ဝမ်းသာမဆုံးရှိနေခဲ့နောက်တနေ့မနက်မှာတော့ဆရာဘောလည်းတာစိန်တို့လင်မယားကိုအနားခေါ်ပြီးတော့လေကဲငါတပည့်တို့ဆရာလေကိုအာဟာရဖြစ်စားတဲ့အဋိဌံကိုရုပ်သိမ်းလိုက်ပြီမင်းသင်မဲ့ပညာလည်းမင်းကျွေးတဲ့ထမင်းကိုငါဆရာစားမှအာနိသင်ထူးမှမို့လို့ဒီနေ့ကစပြီးဆရာထမင်းပြန်စားတော့မယ်အိုးဝမ်းသာလိုက်တာရှင်ဆရာကိုကျမဖွဲရချက်ပြုတ်ကျွေးမင်းပါမယ်ဆရာတာဓုကဲညီရဲ့ခဲသီးလေးကိုနှထောင်းအဖြစ်ဆရာလှုပ်ပေးပြီးပြီကဲရှေ့တို့ဟဲ့ဆရာကိုယ်တိုင်ပန်ပေးမယ်တာစိန်တို့လင်မယားမှာတော့ပီတီဖုံးနဲ့အပြုံးနေနဲ့ကြည်နူးမဆုံးရှိပြီးတော့ဆရာဘောကလည်းသူ့အိမ်အိတ်ထဲကနေတမှတ်သားလောက်ရှိတဲ့နှထောင်းတရံကိုထုတ်ယူပြီးမအေးစင်ရဲ့နားနှစ်ဖက်မှာပန့်ပေးလိုက်တာပေါ့တာစိန်ရေငါခုနေ့လေရိုးကြီးတန်းရွာကိုသွားမလို့ဟာမင်းလှေလော်ပြီးပို့စမ်းကွာဟုတ်ကဲ့ဆရာဘောလည်းတာစိန်အိမ်ကိုရောက်နေတာတစ်နှစ်ပင်ပြည့်တော့မှလည်းဖြစ်တယ်လို့ဆရာဘောသင်ပေးတဲ့ဂါရာရီမန္တန်တွေအစီရင်တွေကိုလည်းចောင်းသားတယောက်လိုသင်အံလာခဲ့ဆရာဘောကတော့မင်းပညာဆုံးပြီလက်တွေ့လေ့ကျင့်ငယ်လုပ်ရမယ်တဲ့တာစိန်သူ့ပညာဆွမ်းကိုလည်းလက်တွေ့အသုံးချခြင်းတယ်ပထမလက်တွေ့သင်ခန်းစာကလည်းတာခန်းကြီးကဒေါ်မြအောင်သာဖြစ်လို့အခုဆရာဘောကလည်းတာခန်းကြီးသွားမယ်ဆိုတော့လေရင်ခုန်သွားတာပေါ့ဆရာကျွန်တော်ဒေါ်မြအောင်ဆုံးမရတော့မလားလက်ဖက်ကောင်းစားခြင်းပလောင်တောင်တက်နှေးရတယ်ကွာဒီစကားပုံကလည်းမူခွဲများရှိရမှာစာရေးသူတို့ရဲ့အယူကလည်းမှားရင်တော့လည်းဖြည့်ဆွဲကြပါခင်ဗျာဆရာဘောကလည်းအချိန်ဆွဲထားလို့သာတာစိန်အောင်အင်းနေရတာရန်သူတို့ကဝေမကိုဆုံးမခြင်းလာတာကြပြီတာစိန်တို့မိသားစုတွေကိုလည်းညှော်လင့်မထားတဲ့အကြောင်းအရာတစ်ခုကလည်းပေါ်ထွက်လာခဲ့တာပေါ့အဲ့ဒါတော့ဆရာဘောနဲ့မအေးစင်ကိုလည်းပဝင်းကျင်ကဘာလို့ပြောလာတဲ့စကားတွေကလည်းတာစိန်ရဲ့နားပင်ရောက်လာခဲ့တာစိန်လုံးဝလက်မခံဘူးဆရာဘောကလည်းတီလာကြောင့်မဟုတ်တဲ့သလိုမအေးစင်ကလည်းဖောက်ပြန်တတ်တဲ့မိန်းမစားမျိုးမဟုတ်ဘူးဘိုင်းကောင်ကြောက်ဖိတော်လေးဝဝင်တယ်လို့လည်းပြောရတော့တယ်မရမျိုးပဝင်းကျင်ဆိုတော့လည်းမနာလို့ရင်အဲ့ဒီလိုပဲပြောတတ်ကြတာလေတာစိန်မင်းနဲ့ငါခီးထွက်ကြမယ်ဗျာဆရာဘယ်ကိုသွားကြမှာလဲရခိုင်ပြည်နယ်ထဲကတေရားကုန်းဆိုတဲ့ရွာကိုပဲအဲ့ဒီမှာတန်ဖိုးကြီးတဲ့ဆေးမြစ်ဆေးဥရှာရင်ငါရှေးဘွားကိုးကွယ်ခဲ့တဲ့ဖျားစင်းသူတို့ကလည်းတေရားရွာဖုံကြီးเจ้าမှာရောက်နေတာပြန်ပြင့်မလို့ကွာတပင်ကနေရခိုင်ပြည်နယ်ထဲကတေရောက်ရဆိုတဲ့ခီးကလည်းအတော်လှမ်းပါတယ်ဆရာဘောကလည်းရေလန်းနေလှေနဲ့သာသွားမယ်ဆိုတာကြောင့်နှစ်ပတ်စာရိတ်ခါတွေတင်သတင်းကြွလာစုပ်ထဲမှာခီးစပြစ်ခဲ့အလွန်ဝေးကွာတဲ့ခီးဖြစ်လို့လဲလမ်းမှာရက်20လောက်ကြာပြီးမှတေရရွာကိုလည်းဆိုက်ရောက်ခဲ့တာပေါ့ဆရာဘောကလည်းတေရတင်ငိုင်းမှာတဲခုတ်ပြီးတော့နေ့စဉ်တောတွေကိုတယောက်ထဲစိမ့်မြင့်ဆေးဥရှာထွက်သလိုတာစိန်ကလည်းကြံနေခဲ့ပြီးတော့ချက်ပြော့ရတာပေါ့ဆရာဘောကတော့တေရရွာတပြင်းစုရွာလိုပဲလေးစားကြတာတွေ့ရတယ်လေတာစိန်ဒီညဖုံးရင်เจ้าကဆင်းနုတော်ကိုပင့်ကြမယ်ဆရာညပဲကြည်လားအေးကွာဖုံးရင်ကပင့်ဝင်ပေးမှာမဟုတ်ဘူးငါကတော့ငါရဲ့ရှေးဘွားကိုးကွယ်လာခဲ့တဲ့ဖယားရတဲ့နီးနဲ့ပင့်ရမှာပဲဒါဆိုကျွန်တော်တို့ကခိုးပင့်ရမှာပေါ့ခိုးတာပေါ့ကွာဒါပေမဲ့လည်းကိုယ့်ပစ္စည်းကိုပြန်ယူတာခိုးရမရောက်ဘူးကွာငါတပည့်ကအခုကိစ္စမှာဆရာကျေးဇူးကိုစက်တဲ့အနေနဲ့ရောက်အောင်ကူညီပါကွာတာစိန်ဆရာဘောစီကနေပညာကန်းကိုစာဖြစ်တာသင်ယူခဲ့ရပေမဲ့ဘာမှလက်တွေ့အသုံးမချရသေးဘူးအခုတရားဖုံးရင်เจ้าဟာဖျားစင်းတူကိုခိုးယူရမှလည်းပါဝင်ရတော့တာစိန်ကတော့အင်္ဂုလိမာလာလိုဆရာစကားကိုတသိမသိလိုက်နာနေခဲ့ပါပြီမှားသလားမှန်သလားကိုတော့မှပဲမဝေခွဲတတ်တော့
ဆရာဘော်နဲ့သားစိန်တို့တစောင်းမုံလာကွယ်နေညတကောင်မှာသင်ញန်းနေတိတ်တိတ်ထွက်ရောဦးချောင်းတွင်းထဲကိုလည်းဝင်ခဲ့တာပေါ့ခွေးများအုပ်စုလိုက်ဟောက်ဝေးမဲ့လဲကျောင်းကဖုံးကြီးတွေတပားမှနိုးကြခြင်းမရှိတာကြောင့်သားစိန်ကလည်းဆရာဘော်ကိုကြိတ်ပြီးတော့လေးစားနေမိတာပေါ့ဟာဆရာဘော်သားစိန်မထင်မှတ်ထားတဲ့အဖြစ်ပါအတင်ရဲပြီးတော့ပြေးဝင်လာတဲ့အင်ခွေးကြီးကိုဆရာဘော်ကလည်းသူ့ရဲ့စောင်းဓာတ်နဲ့တအားပိုင်းချလိုက်တာအင်ခွေးကြီးကလည်းစိုက်ငင်ဖြစ်ပြီးတော့ငြိမ်သက်သွားတော့တယ်သားစိန်ကတော့ဆရာဘော်ရဲ့ရက်ဆက်မှုကိုအံ့ဩမဆုံးဖြစ်နေတာပေါ့သားစိန်အမြန်တက်ဖျားဆောင်ကပလင်ရှိမှကလတ်နဲ့တင်ထားတဲ့ဖျားမင်းအမြန်ယူစမ်းသားစိန်ဆရာဘော်ရဲ့နောက်ကနေကျောင်းမော်ကိုတက်လာခဲ့ပေမဲ့ဖုံးကြီးများတပားမှလည်းမနှိုးကြဆရာဘော်ကလည်းငှက်ကြီးတောင်ဓာကြီးတဝင်းဝင်းနေပင့်ခဲကွာမြင်းမန်မီအိမ်လေးလင်းအောင်နဲ့ဖျားဆောင်ကလည်းကြာကလက်နဲ့တင်ထားတဲ့ရွှေစင်းလူကိုသားစိန်အမြန်ယူပြီးပစိုးခွင်းနဲ့ထည့်လိုက်စင်းလူတော်ကလည်းညံတော်တထောင်လောက်ရှိတာကြောင့်လေအချိန်လေးကလည်းအတော်နှိမ့်နေတာပေါ့ဆရာဘော်ရဲ့ပြောပုံရဒီဖျားကလည်းရွှေသားအစစ်တယ်ဆရာဘော်ဘာတွေလုံးနေပါလဲလို့ကြာကြာတွေးချိန်မရလိုက်ဘူးဆရာဘော်ကလည်းသားစိန်လက်ကိုဆွဲကြောင်းဝင်းထဲကနေတုတ်ချေတင်ပြေးတော့တာပေါ့ဆရာဘော်ဘယ်ကိုသွားကြမှာလဲမြန်လာစက်မှာရိုးချောင်းထဲမှာငါလှေအသင့်ပြင်ထားတယ်ဆရာဘော်ပြောတဲ့အတိုင်းမှာပဲရွာဘေးကရိုးထဲမှာတော့သူတို့လာတော့လှေကြီးစိုက်ထားတာတွေ့ရတယ်ညမှောင်မဲမဲနဲ့လေလှေကိုအားကုန်လှော်ခက်လာကြရမှာမနဲ့ကလတ်တဲ့ခောက်လောက်မှာတော့လေမြစ်ကျယ်ပြင်းကြီးတွေကိုလေရောက်ခဲ့တာပေါ့အော်အမလေးဗျာသားစိန်ထင်မှတ်မထားပါဘူးသူလုံးဝမထင်မှတ်ထားတဲ့အရာဆရာဘော်ကလည်းသူ့ရဲ့လေကုတ်ကိုငှက်ကြီးတောင်ဓာတ်နဲ့လှမ်းပိုင်းတစ်ဆက်ထဲမှာပဲပင်လယ်ထဲကိုကန်ချတာခံလဲရတယ်အရာအလုံးကလည်းအမှောင်တိကျသွားပြီဖြစ်ပါတယ်သားစိန်ဘာမှကိုမသိတော့ဟေးလူသတိရပြီလားသူ့မျက်စိကိုလည်းကြိုးစားပြီးဖွင့်ကြည့်လိုက်တယ်သူငါးဖမ်းလှေကြီးတစ်စီးပေါ်မှာရောက်အာကျုပ်အခုဘယ်ကိုရောက်နေရလဲအာမင်းသတိတွေပြီးတော့ရေထဲမျောလာတာတစ်ဆွေးတုံးကြီးကိုဖတ်လျက်တွေ့လို့လဲငါတို့ကဲထားတာလက်မောင်းမှလည်းတန်ရနေဘလို့ဖြစ်လာတာလဲသားစင်ကလည်းသူဖြစ်ခဲ့သမျှကိုစဉ်းစားပြီးတော့ဆရာဘော်ကပင်လေတဲ့ကန်ချတဲ့အထိသာသူသိတာပါသူ့အကြောင်းစုံလည်းရှင်းပြလိုက်တာပေါ့ငါဖန်သမားတွေရဲ့တငါရွာလေးမှာလည်းသူ့လက်ကဒဏ်ရာကျက်အောင်တလားလောက်နေခဲ့သူ့ကိုဆရာဘော်ကလေကုတ်ကိုဓာတ်နဲ့ပိုင်းလိုက်ပေမဲ့သူကလက်နဲ့ကားလိုက်တာကြောင့်လက်မောင်းဝန်သာထိသွားတာပေါ့သူယူသေးကိုးကွယ်ခဲ့တဲ့ဆရာဘော်ကလည်းအဆုတ်ထွက်မှပဲတောင်ပုံမှန်သိလိုက်ရတော့တယ်သားစိန်ထိုးရွာကလေးကနေတပြင်းစုကိုလည်းခက်ခဲပြန်လာခဲ့တာပေါ့တပြင်းစုရောက်တော့ရွာမှာဆရာဘော်ရောသားစိန်ရဲ့မိန်းမမအေးစင်ရောမရှိကြတော့ကျဲလောင်နဲ့မိုးချင်းတန်တစ်ချက်ကြောင့်လဲနှစ်ချိုက်အိပ်ပျော်နေတဲ့ကလေးလေးကလည်းအဲကနေလန့်နိုးလာတာကြောင့်သူ့ဘာရသာသားစိန်ခုနစင်အမြင်တန်းအတွေးစာများကလည်းတီကနေပြက်ကလေးလေးကိုအသာပုတ်ပြီးတော့လည်းပြန်သိမ့်လိုက်တာပေါ့အပြင်မှာမိုးကလည်းပြိုလူအောင်ရွာကောင်းနေသေးပဲသူ့ဘာရသာသားစိန်လျှက်တစ်ပြက်အချက်မှာတော့ထင်းကနေမြင်ရတဲ့ကိုဘင်းကြီးကိုကြည့်အခုလိုမိုးသေးသေးညမှာအတိတ်အကြောင်းတွေကလည်းပြန်ပေါ်ပေါက်လာပြန်တာပေါ့သားစိန်တယောက်ကတော့ဆရာဘော်နဲ့မအေးစင်းတို့ကိုစုံစမ်းတဲ့အခါမှာရန်ကုန်ဒလဘက်ကမ်းမှာရှာတွေ့ခဲ့ပါတယ်ဆရာဘော်လည်းအခုတော့ဘေးရင်ဆရာဘော်အမည်နဲ့ပေါ့ဆရာဘော်ပြောဆရာဘော်အိမ်ရှိကနေမနာတန်းခေါ်နေတာကြောင့်ဆရာဘော်လည်းတကားကိုလှက်ပြီးတော့ဘဒူတော့ကွညအချိန်မတော်ကြီးအမောင်တွေကလူရိတ်ကတော့အိမ်တကားပေါ်မှာမိုးရေတွေကလည်းရွှဲနေရပေါ့အကျုပ်ဘေးရင်မေးချင်လို့ပါအာဟေးလူဒါဘေးရင်မေးရမယ်ချိန်လားဗျာထွက်သွားစမ်းထိုခါမှာတော့အိမ်မင်းကလည်းလူကလည်းတဟားဟားရီးတာပေါ့ရတယ်အိမ်ထဲကပဲဟောပေးပါကျုံမေးချင်တာ3ခုလောက်ပါတစ်ခုကတိတ်ရားရွာရွှေစင်းတူပဲမှာလေနောက်တစ်ခုကမအေးစင်ပဲမှာလေနောက်ဆုံးတစ်ခုကတာစိန်ပဲမှာလေမင်းဘာလုပ်လဲဒီအချိန်မှာပဲမိုးကြိုးပြစ်တန်တစ်ချက်ကလည်းကြဲလောင်ထွက်ပေါ်လာပြီးတော့လေဆရာဘော်ကျောင်းသူတော်ဖျားခိုးမရက်ခိုးကြီးကျို့အတန်ကိုမမိတော့ဘူးလားဗျထိုမိုးတညအလွန်နောက်တနေ့မနက်မှာတော့ဒလဘေးရင်ဆရာလင်မယားအသက်ခံရတယ်ဆိုတဲ့သတင်းရလဲဒလတင်မကပဲရန်ကုန်မြို့ထိပြန့်နှံ့သွားတာပေါ့များမကြမီပါပဲဒလပလိတ်ဌာနကိုလေဆရာဘော်တို့လင်မယားကိုတတ်တဲ့တရခံလေလာရောက်အဖမ်းခံကြောင်းထိုသူကလည်းဆရာဘော်ရဲ့ကတော်မအေးစင်ရဲ့ပထမယောက်ျားတာစိန်ဆိုသူဖြစ်ကြောင်းလည်းသတင်းစာတွေမှာပါလာတော့တာပေါ့
တာစိန်လူယိုဤတာစိန်အညာသားတာစိန်တယောက်ဒီအမှုနဲ့ပဲတကြွကြခဲ့ရတယ်နောက်အနည်း20ကြာမှာတော့တာစိန်တယောက်ဘယင်ကန်ရဲ့ချမ်းသာခွင့်နဲ့ကျွန်းကနေလွတ်မြောက်လာတာပေါ့တာစိန်မမောစွာတင်ယူတက်မြောက်ခြင်းနဲ့မောပညာကိုဆရာဘော့စီကမရခဲ့ပေမဲ့ကျွန်းရောက်မှပဲတကယ်ဆရာမန်တယောက်စီကနေတင်ယူတက်မြောက်ခဲ့တယ်နောက်ခန်းနေမှာတော့လေတာစိန်ကျွန်းကြနေစဉ်ဟာမော်ပညာနဲ့ဂမ်မီယပညာရည်များကိုသင်ကြားပေးခဲ့တဲ့လူထူးဆန်းတယောက်ရဲ့အကြောင်းကိုလည်းဖော်ပြသွားပါမယ်သူဘာယာသာဤတာစိန်အတွေးစားတွေဖြတ်တော့ပြီးတော့လေအကျန်းရည်နှစ်ခွက်ကိုဆင့်တော့ပြီးတော့သူ့အိယာပေါ်မှာအိပ်ပျော်နေတဲ့ကလေးလေးကိုအသာရငုံကြည့်ပြီးတော့လေအပြစ်ကင်းစင်လိုက်တဲ့ကလေးလေးရဲ့မင်းကငါနဲ့ရေဆက်ရှိလို့စုံရတာပါကွာငါမင်းကိုသားအဖြစ်ပြုစုမွေးမြူသွားမယ်ကလေးလေးငါသားလေးဟုတ်ပြီကွာနာမည်လိုသေးတယ်မိုးတွေတဲတဲမဲမဲရွာနေတဲ့အချိန်မှာရတဲ့ကလေးဆိုတော့မောင်မိုးဒါလည်းမကောင်းဘူးကွာဝတ်တန်ဟုတ်ပြီဝတ်တန်ဆိုတာမိုးဆိုတာအေးမြခြင်းမြင့်မားခြင်းကျေပြန့်ခြင်းနဲ့ကမ္ဘာလောကကိုအကျိုးပြုခြင်းပေါ့ဟုတ်ပြီကလေးလေးမင်းရဲ့နာမည်ဝတ်တန်ပေါ့ကွာဟုတ်ကဲ့ပါခင်ဗျာသူဘယာသာတာစိန်ရဲ့ဇလန်းကိုတော့ဏီတန်းလေးဖွင့်လိုက်ပါပြီဆက်လက်ပြီးတော့သူဘယာသာတာစိန်ရဲ့ဇလန်းအပိုင်းနေမှာလေလူထူးဆန်းစိတ်ထားမြင့်မာသူဘယာသာဤတာစိန်နဲ့မိုးသေးသေးမှာတင်းញိုင်းမြေကနေလူလောကတွေရောက်လာတဲ့ဝတ်တန်ဆိုတဲ့ကောင်လေးရဲ့ဂမ်မီယစွန်စားတဲတဲ့ရင်ဖို့ဇလန်းတွေကိုလည်းစောင့်မျှော်ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာဒီဇလန်းလေးကိုတော့စာရေးသူဖုံးစော်မိုးအုတ်သားနေပြီးတော့ရေးသားထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ